တိုင်းလဲလောက်ကင်စားတော့နိုင်ခြင်းမရှိတဲ့အခါကျတော့ကိုယ်သားကိုယ်သမီးချော့မော့ပြီးပေါင်းနေကြရတယ်သူတို့စိတ်တိုင်းညအမေဖေဆိုပြီးတော့ကိုကနေပြီးတော့ဩဇာမပေးနိုင်တော့ဘူးသားသမီးပေးတာလေးနဲ့ခြေနှက်နေရတခါတော့ကလွန်ခဲ့တဲ့အနှစ်20လောက်ကမန္တလေးရန်ကုန်မြေထားစီးပြီးတော့ဘုန်းကြီးခရီးသွားတော့ကတွေ့ခဲ့တဲ့ဖြစ်ပျက်ကလေးတခုပြောအောင်ဘုရားတပူဓမ္မမိမြေထားဆိုင်တဲ့အခါဘုရားယုံထဲမှာထိုင်နေတဲ့သားမီး2ယောက်သားမီး2ယောက်ထိုင်နေတဲ့နေရာနဲ့ဘုန်းကြီးတို့ယထာရွယ်ဆိုင်လိုက်တာနဲ့ပရင်ပေါက်နဲ့တဲ့အဲ့ဒီအချိန်မှာသမီးလှုပ်တဲ့ပုဂ္ဂိုလ်ကအမေကိုဘာပြောနေတော့အမေကဘာပြောလိုက်တယ်တော့မကြားလိုက်ဘူးသမီးလှုပ်တဲ့ပုဂ္ဂိုလ်ကသူ့အမေကိုဘာပြောတော့ဆိုတော်လှုပ်စာကိုကျုပ်စားနေတာမဟုတ်ဘူးတဲ့လာပြီးတော့ရှာမရှိနဲ့အမေကိုသမီးကပြောနေတဲ့စကားကိုယ်တိုင်ကြားခဲ့ရတယ်အဲ့ဒါနော်တော်လှုပ်စာကျုပ်စားနေတာမဟုတ်ဘူးတဲ့အဲ့တော့တောသူတွေနဲ့တူပါတယ်တော်တို့ကျုပ်တို့နဲ့ပြောတာကြားခဲ့တယ်အဲ့ဒီမှာမြေထားဘူးတာတခုမှာဩကြည်ပါလားအမေကိုများပြန်ကြံတွေ့အဲ့တော့အမေလုံးတဲ့ပုဂ္ဂိုလ်ကငြိမ်ငြိမ်လေးနေတယ်ပြန်မပြောရဲတော့ငြိမ်သွားတယ်အဲ့မှာစောစောကတော့ဘာတွေပြောကြတယ်တော့မသိဘူးကြောက်ကစားဖြစ်နေပုံတော့ရတယ်အဲ့ဒီမှာတော်လုံးစာကျုပ်စားနေတာမဟုတ်ဘူးတဲ့ရှားမရှိနဲ့တဲ့ဟောအဲ့ဒါနဲ့မိဘလုံးတဲ့ပုဂ္ဂိုလ်ကပါဇက်ကလေးပိတ်ပြီးတော့စိတ်လိတ်ကလေးတောက်ပြီးဒီတိုင်းထိုင်နေရှာဘာမှမပြောတော့အဲ့ဒါမိသားကြီးထွက်သွားတော့သူတို့ကိုကြည့်ပြီးတော့ဩဖြစ်မဖြစ်ရလေအမေဖေကိုပြန်ငေါ့နေတယ်အဲ့ဒါတော့ကိုယ်တိုင်တွေ့ခဲ့တဲ့ဟာပေါ့တခြားတွေမှာလည်းပဲဒါမျိုးတွေကအလားတူတွေရှိတယ်ပေါ့အဲ့ဒါလိုရုပ်သိလေးစားမှုတွေဟာကင်းမဲ့လာတတ်တယ်နောက်ပိုင်းကျတော့သားသမီးလှုပ်ရှားကိုမိဘကမိစားနေရပြီဆိုရင်အဲ့ဒီမိဘဩဇာမရှိတော့သားသမီးကကြီးစိုးလာသူတို့ပေးခြင်းမပေးမယ်သူစကားနားထောင်ရမယ်သူထားတဲ့နေရာနေရမယ်သူခိုင်းတာလုပ်ရမယ်ဆိုတဲ့အနေအထားမျိုးတွေမိဘတွေဟာတနာစရာအခြေအနေမျိုးရောက်နေကြတာဟာလောကမှာရှိနေတယ်အမှန်ပဲရှိနေတတ်တယ်ပေါ့အဲ့ဒီလိုအနေအထားမျိုးတွေဟာစိတ်မကောင်းစရာဖြစ်လာငယ်စဉ်တောင်ကြီးကကျွေးမွေးဆောင်းရှောက်လာတဲ့ကျေးဇူးတွေကိုမထောက်မထားပဲနဲ့ကိုကလုံနိုင်ကိုင်းနိုင်ရွယ်ရောက်လာတဲ့အခါမိအိုဖအိုတွေကိုယခုလိုစူးစူးပူပူစူလိုက်ငေါင်းလိုက်နဲ့ဆိုတဲ့အနေအထားမျိုးတွေဟာအတော်ရင်နာစရာကောင်းတဲ့အနေအထားလူယဉ်ကျေးမှုတွေဟာပြက်ပြားလာတယ်လို့ဒီလိုဆိုတယ်အဲ့ဒါလို့ပြက်ပြားလာတော့မိအိုဖအိုတွေရောက်ခမအမေအိုအဖေအိုတွေဟာအာကိုရမရှိဘူးကိုလည်းမစွမ်းဆောင်နိုင်တော့ဘူးမစွမ်းဆိုင်နိုင်တော့သားလေးသမီးလေးတွေချော့မော့မြေးကလေးတွေချော့လို့အဲ့ဒါလို့ချော့မော့ပြီးတော့သူတို့စိတ်ကျဉ်တတ်တဲ့အခါမှာစိတ်ကျဉ်တတ်အောင်လုပ်ပြီးတော့မိကိုပြီးတော့ကျွေးတာလေးနဲ့ကျဉ်တတ်ပြီးတော့နေရတဲ့အမေအိုအဖေအိုတွေလောကကြီးမှာရှိနေပြီပေါ့ဒီလိုဆိုတာဒါကြောင့်မလို့ဓမ္မရဲ့ဘိုးဘွားရိပ်သားတွေရောက်သွားကြတာတွေလည်းရှိတယ်ပေါ့နော်အဲ့ဒါလို့အစဉ်ပြေတဲ့မိဘတွေရှိတယ်လို့အစဉ်မပြေတဲ့မိဘတွေသားသမီးတွေရဲ့အောင်ငေါက်တွေခံပြီးတော့အဆူပူတွေခံပြီးတော့ဒီလိုပဲငုံပြီးနေကြရတဲ့မိအိုဖအိုတွေဟာလေလောကမှာတနာစရာအခြေအနေမျိုးတွေဖြစ်ပေါ်လာတယ်အဲ့တော့ဒီဥယျာဟာတဖြည်းဖြည်းတိုးတက်လာနောက်ပိုင်းမှာကြီးတဲ့ပုဂ္ဂိုလ်ယူသိလေးစားရမယ်ဆိုတဲ့ကိုချင်းတရားတွေဟာပြပြလာပြီးနော်မာနတွေတက်ကြွလို့ကျေးဇူးတရားကိုမထောက်ထားပဲနဲ့မိအိုဖတွေကိုအော်ငေါက်ပြီးနေတတ်တဲ့သားဆိုသမီးဆိုတွေနဲ့ကြုံတွေ့လာတဲ့အခါအနာဂတ်မှာဒီလိုအခြေအနေမျိုးတွေဖြစ်ပေါ်လာနိုင်တယ်တော့အဲ့တော့ဒါကလောကလူသားတွေလူလောကကြီးတစ်ခုလုံးအတွက်မဲ့တာဗမာပြည်အတွက်တင်မဟုတ်ဘူးနိုင်ငံတကာမှာဒီလိုအနေအထားမျိုးတွေရှိတယ်အမေရိကန်နိုင်ငံသွားတော့ကဗမာပါပဲနော်ဗမာလူမျိုးတွေကပဲအမေရိကန်နိုင်ငံရောက်သွားပြီးအမေရိကန်နိုင်ငံမှာကြီးသွားပြီဆိုရင်ကြာကြာနေလိုက်လို့ရှိရင်အမေရိကန်လိုက်ဝင်သွားတယ်ပတ်ဝန်းကျင်ဥပနိဒေယပစ္စည်းကြောင့်ပတ်ဝန်းကျင်ပုံစံတွေဝင်သွားတဲ့အခါကျတော့အမေဖေကိုနှုတ်ဆက်တာတတ်တာတဲ့နော်လောက်ချင်လောက်တယ်သွားချင်သွားတယ်
အမေဖေကိုနှုတ်ဆက်သွားဟောအဲ့ဒီလောက်လေးပဲအမေဖေကိုအယုသေးလေးစားဖို့အသာထားနော်သူသွားကြသွားမယ်ပြန်ကျင်တဲ့အချိန်ပြန်မယ်အမေဖေကိုအိမ်မှာပြောရမယ်ဆိုရင်သူခေါ်ကျင်တဲ့လူခေါ်လာတယ်နော်မိဘရှိတော်ပါတော့ဒီလိုမသိဘူးဘာဖရင့်ညာဖရင့်နေခေါ်ချလာအဲ့ဒီလိုဟာမျိုးတွေရှိတော့တကာကြီးတယောက်ကဘုန်းကြီးနဲ့တွေ့တော့လျှောက်တယ်တပည့်တော်ဒီကောင်လေးဒီခေါ်ပြီးတော့ထားမိတာမှားတယ်ဗျာခုမှဘာကောင်း